IH factor နဲ့ကျွန်တော်မြန်မာတိုင်းစေးသမားတော်နဲ့ဆိုင်လို့လားဆိုင်ပါလေကျွန်တော်သမားတော်နဲ့ဒီဟိုကနေမိသားစုဝင်တိုင်းလူတိုင်းနဲ့ကိုဆိုင်နေပါတယ်ဒါဘာလို့ပြောသလဲကျွန်တော်ကလေးတငယ်ကျမကြီးတွေကျွန်တော်ကုသရတဲ့အခါမှာသူတပြည့်ဒီနိုးဆိုရွယ်တွေပေါ့နော်နိုးဆိုရွယ်လေးတွေကုသရတဲ့အခါမှာအာရုံဆိုင်ရတဲ့ပြဿနာတွေရှိတယ်သူရတဲ့ပြဿနာသူတပြည့်မှာတော့အဲ့နှစ်ခုပေါ့နော်အာရုံဆိုင်ရပြဿနာရဲ့သူရတဲ့ပြဿနာတွေကိုကျွန်တော်ကဲလို့ရတဲ့အခါမှာချွတ်မြတ်ပြရတဲ့အခါမှာထည့်စဉ်းစားတဲ့အချက်ကခုနပြောတဲ့ IH factor ဖြစ်ပါတယ်မိခင်က IHမှာ minus or negative ပြပြီးတော့ကလေးမှာ positive ပြနေပြီဆိုရင်ပြဿနာရှိနေနိုင်ပါတယ်အဲ့ဒီခါကျရင်ကျွန်တော်တမီရိုးချက်ခုနကုထုံးစနစ်နဲ့အဆင်မပြေတော့တာတွေကြုံပါတယ်အထူးသဖြင့် second baby မှာဖြစ်ပါတယ် second baby မှာဖြစ်တဲ့အားတွေကြုံရပါတယ်ဒါကြောင့်မို့လို့ IH factor ကမြန်မာတိုင်းစီသမားတော်နဲ့ဆိုင်လို့လားလို့ပြီးဆိုင်ပါတယ်လို့ကျွန်တော်ပြန်ထပ်မံပြီးဖြေပါတယ်နော်။အားကြောင့်လဲဆိုရင်ဒီ IH factor IH ဆိုတဲ့သဘောကမိခင်မိုင်းနဲ့ဖြစ်ပြီးတော့ baby ကကလေးက positive ဖြစ်နေပြီဆိုခဲ့ရင်သူတို့ရဲ့အချင်းချင်းပြန်တိုက်ခဲ့တာတွေကြောင့်ဆိုလိုတာကဒီပထမကလေးမှာပြဿနာမရှိဘူး။သိမတွေ့ရဒုတိယကလေးမှာကျတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီကလေးရဲ့တွေ့ရမိခင်ရဲ့ခန္ဓာကိုယ်ကိုရောက်သွားပြီဆိုရင်ခုနမိခင်က minus ဖြစ်နေတဲ့အတွက်ကလေးရဲ့တွေ့ positive ကိုသူက foreign body ပေါ့ဆိုတော့ဒီရန်သူလို့သတ်မှတ်ပြီးတော့ပြန်တိုက်တယ်အဲ့တိုက်တဲ့ဟာမျိုးတွေရှိတယ်ဒါအနောက်တိုင်းဆိုကျွန်တော်တို့တိုင်းစီရဲ့ယူဆတော့မဟုတ်ဘူးเนาะဒါအနောက်တိုင်းယူဆကျွန်တော်ဘုဒ္ဓရတခုအနေနဲ့ကျွန်တော်ကဖြည့်ဆွက်ပြီးတော့ကျွန်တော်ပြောပြတာဒါတွေက baby care လုပ်တဲ့အခါမှာတိတ်ကိုအရင်အရေးကြီးတယ်ဆိုတဲ့ဟာကိုကျွန်တော်ထောက်ပြတာပါเนาะအကျယ်တုံးကတော့ကျွန်တော်ဆရာဝန်ကြီးကနောက်တိုင်းဆရာဝန်ကြီးကပို့ပြီးတော့သိပါတယ်အဲကျွန်တော်တိုင်းစီကျွန်တော်စိပညာတွေကနေပေတခုအနေနဲ့ဒါဖြည့်ဆွက်ပြီးတော့တတိထားသိနေဆိုတဲ့အကြောင်းကိုထောက်ပြတဲ့သဘောပါเนาะကျေးဇူးတင်ပါတယ်